ဒီ speaking plan လေးတွေကနေ့စဉ်စကားပြောမှာတော်တော်လေးအသုံးဝင်တယ်နော်တခါလေးရောက်လို့တော့နော် okay ပွန့်ပွန့်လင်းလင်းပြောရရင်အဲ့ဟာ to be frank ကိုတုံးပြောလို့ရတယ်နော် to be frank she's not my type ပွန့်ပွန့်လင်းလင်းပြောရရင်ဒီကငါကြိုက်တဲ့ပုံစံမဟုတ်ဘူး to be frank I don't want to do that ပွန့်ပွန့်လင်းလင်းပြောရရင်ငါအဲ့ဟာမလုပ်ချင်ဘူး okay နောက်တစ်ခုကရိုးရိုးတတ်တတ်ပြောရရင်ကို to be honest ကိုတုံးပြောလို့ရတယ်နော် to be honest I don't love her ရိုးရိုးတတ်တတ်ပြောရင်ငါသူ့ကိုမချစ်ဘူး to be honest I don't like my job ရိုးတတ်တတ်ပြောရင်ငါလုပ်ကိုငါမကြိုက်ဘူး okay စာဖြင့်စာရုံးလေးအများကြီးပြောလို့ရတယ်နော်နောက်တစ်ခုကရှင်းရှင်းပြောရရင်ကို to be clear တုံးပြောလို့ရတယ်နော် to be clear I never said I wanted to quit my job ရှင်းလင်းပြောရရင်ငါအလုပ်ထွက်ချင်တယ်လို့ဘယ်တော့မှမပြောခဲ့ဘူး to be clear I never said I wanted to do that ရှင်းလင်းပြောရရင်ငါအဲ့ဟာလုပ်ချင်တယ်လို့ငါဘယ်တော့မှမပြောခဲ့ဘူး okay နောက်တစ်ခုကတိတိကျကျပြောရရင်ကို to be precise ကိုပြောလို့ရတယ်နော် to be precise I arrived at 5:30 p.m. တိတိကျကျပြောရရင်ငါ9:30မှာရောက်ခဲ့တာ okay to be precise she left at 8 p.m. တိတိကျကျပြောရင်သူ7:00နာရီမှာထွက်တော့တာ okay စသဖြင့်ပြောလို့ရတယ်နော်အခုလိုမျိုး speaking plan လေးတွေကကိုယ့်အတွက်အကျိုးရှိလားမသိဘူးအကျိုးရှိရဆိုလို့ရှိရင် comment မှာ yes လို့ရေးသွားပေးမယ်နော်အကျိုးရှိရသူများနေတယ်ဆိုလို့ရှိရင်ဆက်ပြီးလုပ်ပြပါမယ်နောက်ထပ် video အသစ်တွေလုပ်မသွားအောင်လို့လဲဒီ page ကို follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video